အဲ့စကားပြောမပြောသင့်ဘူးလားဆိုတာအဲ့စကားပြောသင့်တယ်ဘယ်နေရာမှာပြောသင့်တယ်ဆိုလို့ရှိရင်အဲ့စကားဥပမာကလေးတယောက်က तू ကဒီကျောင်းတက်ဖို့လဲ तू အလားလာမရှိတော့ဘူး तू ကကျောင်းလည်းမတက်တော့ဘူးဇူကဘာကိုပြပြီးတော့ okay ဒီမှာမှဇူကဘာကိုကြည့် तू တော့ဘွဲမရဘူးနင်းလည်းစိတ်ဓာတ်မကျနိုင်ပါတော့စူးစမ်းရင်တတိဖြစ်နိုင်တယ်ဘွဲရမှာတတိဖြစ်နိုင်တာမဟုတ်ဘူးစူးစမ်း Mark Zuckerberg ကိုပြမယ် Steve Jobs ကိုပြမယ်ပြီးရင် Bill Gates ကိုပြမယ်ဟုတ်လားအဓိကသူက motivation ဖြစ်ရမှာဒီတိုင်းမနေဘူးနော်အော်ဟေးသူတို့ကြည့်ပြီးတော့သူတို့ရဲ့ role model ဖြစ်သွားမှာပေါ့နော်သူတို့လိုပဲစူးစမ်းရင်တော့ဖြစ်မှာပဲဘွဲတစ်ခုကဘာမှကန့်လန့်မှုမရှိဘူးပေါ့နော်အဲကြောင့်လို့သူကပြန်စူးစမ်းချင်အောင်သူ motivation ပေးတာပေါ့နော်စကားအဲ့လိုမျိုး motivation ပေးမှအကျိုးရှိမှာပေါ့နော်ဒီတိုင်းပဲပြောလိုက်လို့ရှိရင်တော့ပို့ပြီးတော့အကျိုးရုပ်သွားမှာပေါ့နော်အဲဆိုလို့ရှိရင်အဲ့လိုပြောလိုက်မယ်ပြီးရင်ဒီဘက်မှာကျောင်းတက်နေတဲ့ကလေးကိုကြတော့သူ့ကိုလည်းဒီဘက်မှာ Albert Einstein တို့ပါနော်အဲ့လိုမျိုးပုံကိုကြီးတွေကိုပြမှာပေါ့ဟုတ်တယ်မလားပြီးရင် Elon Musk ကိုပြမယ် Jack Ma တို့ဟုတ်တယ်မလားသူတို့ကိုပြပြီဆိုလို့ရှိရင်သူရဲ့ role model ကဒီဘက်ဖြစ်သွားမှာနော်အဲကြောင့်လို့ဘယ်ကလေးကိုဘသူ့ကိုပဲစကားပြောမယ်ဆိုတာကအရင်အရေးကြီးရောနော်အဲကြောင့်မလို့ကျွန်တော်လည်းဒီအင်္ဂလိပ်စာကိုပြောမယ်ဆိုလို့ရှိရင်ဒီအင်္ဂလိပ်စာကအရင်အရေးကြီးရဗျာမရှိနေရတယ်ဒါပေမဲ့ကျွန်တော်ပြောချင်တာကဒီသင်နေတဲ့အချိန်မှာတကယ်ဒီဇိုင်းမလုပ်မယ်ဆိုလို့ရှိရင်အကျိုးကအရင်ကြီးတယ်ဆိုတဲ့အကြောင်းကိုပြောချင်တာပါနော်ဘိုင်ဘိုင်comment မှာရေးပေးကြည့်ကြပါနော် idea လေးဒါကျွန်တော်ရဲ့ idea ပါနော်ဘိုင်ဘိုင်